အရာဒီမှာဖြစ်တဲ့နေရာကိုမချမ်းလက်ကြည့်တယ်ပေါ့နော်မချမ်းရောက်လာပြီးတော့သူလက်ကြည့်တာโอเคပါမချမ်းဟိုရှိတက်သွားမှာဟိုရှိတက်သွားမှာသွားဒီလိုအရာဒီမှာနေတာဒီလမ်းဖေးဟိုအရှိဘက်မှာလေ3လင်းလမ်းကြီးဒီမှာတော့ကွင်းပြင်ကြီးအခုမှတော့နေကအမှမလားဟိုမှာတော့ဟိုအရှိဘက်မှာကြီးဒီအထဲမချမ်းဒါတော့ပြောင်ကြီးပေါ့အကျဲကြီးကွာရှန်ကျဲကြီးတစ်သုံးတော့ကြည့်လို့ကမဖြစ်တဲ့ရှန်ကျဲကြီးဒါတော့ကုတ်ကိုပင်ကြီးပေါ့မချမ်းဒီချန်ကြီးကပေးတာမှာဒီမှာတော့မျက်တင်မရှိဘူးမြေဟိုမှာကျန်စူးကြုံလေးတွေရှိခဲ့ဒါဝင်သွားလို့ဆိုရင်တော့ဘယ်သူမှမတွေ့ရတော့ဘူးဟိုတစ်ပင်အကြီးကြီးမှာအေးဟုတ်တယ်အေးတက်မှာဝင်သွားလို့ဆိုကြောက်စရာကြီးလေဝင်သွားဒီထဲကိုညာပိတ်မှောင်မဲနေအောင်လာတယ်လေသူစင်ကနဲ့လိုက်တာအခုပြောင်းနေတယ်တဲ့စင်ကပြောက်သွားပြီစင်ကဖြတ်လိုက်တာမသိဘူးတို့ကျွန်တော်ဒီထဲဝင်သွားတာအမလမ်းကြီးတွေ့လားအမလမ်းကြီးဒီမှာခြုံပုတ်ကြီးမကြဖះတန်ပုတ်တွေဒီမှာမချမ်းလက်ကြည့်တာအေးဒီမှာနေရအောင်လက်ကြည့်ချင်လို့တဲ့အရင်ပဲမကြဒီမှာမေသူများလာပြီးတော့လေလက်လောက်ထားပြီးတယ်မနေ့ကလေဟိုဟာတွေဖြစ်လို့မလေးဒီလိုမျိုးကုတ်မင်းနဲ့ဝင်လာတော့ညဘက်ဆိုဘယ်မှာစီတော့ဘူးတိတ်ဆိတ်တော့ခြံရအခြေရို့မကြတိတ်ဆိတ်ရောဘယ်မှမရှိတော့ဘူးလေမြေမလေးအပိန်အောက်ကြီးမှာအခြေရို့ကိုသူတို့စိတ်ကြိုက်လို့ရပြီလေစိတ်ကြိုက်ရိုက်လို့ရပြီလေသူတို့တော်လေးရက်ဆက်သွားတာနော်အေးကြောက်စရာကြီးမေဒီအပိန်အောက်မှာသူတို့ဒီကအပင်အောက်မှာတို့ရိုက်တာပဲနော်ရိုက်တက်တာအမေဒီနားမှာမေဒီနားမှာလေသူမှောက်ခုံရကြီးနှောက်ခဲ့တာမေဒီနားမှာမေခပတ်ဂျိုးနေတို့လားခပတ်ဂျိုးရဲ့အရှိမသူ့ရဲ့သွေးကွက်တွေကိုမနေ့ကသူများကြုံသွားပြီဟုတ်လားဟုတ်တယ်ဒီနားလေးမှာပဲနားဒီနားလေးမှာအမေဒီနားမှာလေမှောက်ခုံရကြီးဒီနားမှာမကြည့်ဒီနားလေးမှာလေမှောက်ခုံရကြီးနဲ့သူ့ရဲ့အရင်ကလည်းအခွက်လာကြီးပဲဒီနားမှာမျက်နှာမှောက်ခုံရကြီးကငုတ်တွေတွေ့လားငုတ်တယ်ဒီနားမှာသပင်မဟုတ်ဆိုအဲ့လိုပေါက်တာနေတယ်ပေါက်တယ်ပေါက်လိုက်ကြီးဒါမဲ့လေ तू ဘွားဘယ်လိုပြောမလဲဆိုတော့ကွယ်သူနှင်းစဲနှိပ်ဆက်ပြီးမှတည်သွားတာသနာတာအေးလို့ခိုင်းမှာကပတ်ကြိုးတွေကဘသူကပတ်ကြိုးတွေမှန်းတော့မသိဘူးဒီမှာလေသူတို့စားရတဲ့မှာကျန်ဒီအထုပ်လေးတောင်မှဒီမှာရှိတယ်တွေ့လားမမေဒီအထုပ်လေးတွေချီရတဲ့သဘောမှရှိတယ်ဒီမှာနေနေတွေ့လားဟုတ်တယ်ပြက်နေတာလေဟုတ်တယ်ဒီမှာကျထင်းပိုင်းတော့ပတ်တော့အဲ့ဒီတုံးမဟုတ်သေးဘူးဒီဘက်ယူပါပြီအဲ့ဒီတုံးဒီနားမှာသူတို့တောက်တဲ့စကားတွေပြောကြမှာပေါ့နော်ဒီနားမှာဒီအပင်ရက်လည်းမကျလူ3ဘတ်စာလောက်ရှိတယ်ဒီအပင်ရက်တယ်မကျ3ဘတ်စာကြောက်စရာလားသမီးကြောက်စရာကြီးဒီထဲမှာအပင်တွေကြီးပဲဒီမှာခြံကြီးကလည်းဘယ်သူမှမလာနိုင်ဘူးလေဒီနေရာကြီးတွေကြတော့ဒီနေရာကြီးတွေကဘယ်သူမှမလာနိုင်နေဘူးဒါပေမဲ့မဟုတ်ဘူးဒီကလေးရဲ့နေရာကြီးကိုကြည့်လိုက်တော့အမှဒါကဒီခြံစင်တွေလေလက်လောက်ဝါပေးတာမေဒီခြံစင်တွေဘာတွေလက်မောင်းထုတ်တယ်ပေါ့နော်ဒီမှာမနေနဲ့ပေါ့အပြင်ကိုထွက်ဆိုပြီးတော့လက်မောင်းထုတ်သွားပြဒါကခြံစင်တွေဒီဘက်ခြံမှာတော့မနေ့ကအပုလေးတို့တွေဘာတို့တွေကသူကလည်းလက်ပူးပြီးတော့မှလာပြီးတော့ခေါ်တာပေါ့နော်ဘသူတွေဘာတွေလောက်တာလဲပေါ့ရဲဆက်ဆိုပြီးလည်းမေးတာဒီနေရာမှာဒီဘက်ခြံမှာတော့ခြံစင်တွေဘာတွေလက်လောက်ဝါပေးသေးတယ်အေးနော်စိတ်တမကောင်းလို့ဒီနားရောက်တော့ပုံစိတ်မကောင်းဖြစ်မလေးဒီကွင်းပိတ်ထဲမှာဆိုလို့ဆိုရင်ဘူးမှမရှိဘူးမရဲ့ကြည့်ပါအောင်ဒီချမ်းထဲမှာဝင်လာဆိုရင်မှာအကျယ်ကြီးပဲဒါဒီနားမှာအင်ဂျီတွေလည်းမရှိဘူးလေတစားမှာပါမှာမဟုတ်ဒီချန်ချင်းရလေတကယ်ဆိုရင်ဒီလိုတွေဖြစ်နေပြီဆိုရင်ဒီချန်ပိုင်ရှင်ရချန်တကားတွေကိုတော့ခတ်တင်ပြီသူခတ်တော့မှာပေါ့ထင်တယ်လေထင်တယ်လောက်တော့မလို့ထင်တယ်နောက်ဆိုရင်တနာပါတယ်ဟဲ့ဒီနားမှာမှောက်ခုံရကြီးအမေအဲ့နားမှာအမေမှောက်ခုံရကြီးဒီနားမှာအမေမှောက်ခုံရကြီးကိုကြံခဲ့တာကြောက်လဲဆိုတော့မျက်နှာတွေကိုလည်းစောက်တာလားမသိဘူးမျက်နှာတွေကလေဒီအငုံးတွေနဲ့ထိလာတာမသိဘူးစောက်ပြတာလားမသိဘူးထင်တယ်အနစ်ကြီးပဲဟုတ်တယ်အနစ်ကြီးပဲအဲ့နားမှာမျက်နှာကြီးထဲမှာအဲ့လိုအဲ့မစင်ပြောနေကြမစင်လေးဒီချန်ကြီးကိုကြောက်တယ်အဲ့လိုမေမချမ်းမရောက်အောင်လည်းကြည့်တယ်နော်လောက်ထိကိုအဝေးကြီးကိုလာတာမချမ်းလူတစ်ဖက်စာလား3ဖက်စာလားမကအောင်နော်ဒီအပင်ကြီးပြန်ထွက်တော့မလားတိုင်တယ်တော့မယ်ဟုတ်ငယ်ဦးမှာမချမ်းတိုင်တယ်နေတယ်
စိတ်နဲ့တွေးလိုက်တာပေါ့ဒီနေရာမှာသူ့ရဲ့အတွေးလေးရတော့ သူ့ရဲ့အကျိုးရဒီနားမှာဆက်ရမယ်ပါလို့လေ သူကတော့ဟိုနေ့လည်းနေခင်းဆိုရင်တော့နေ့လည်းနေခင်းဆိုရင်ဒါပုံမှန် နေရကောင်းလို့ကွာ ပုံမှန်အေးချင်းချင်းနေလို့ရတဲ့နေရာလေးလို့သူအတွေးလေးနဲ့သူလာလိုက်တာညာဆိုတဲ့စိတ်မှာမှားသွားတယ်ကွယ်ညာကိုဒီနေရာကိုသူဒါပေမဲ့သူရဲ့ကန်နဲ့ဝစ်ပေးဆက်မဲ့ဝကျွေးတစ်ခုပေါ့မျက်နှာရဲ့တရားကဟိုကငုတ် ဒီငုတ်ရမ်းဖြစ်မယ်နော်အငုတ်ကြီးဒီမှာ ငုတ် မှာအငုတ်ကြီးဒီမှာ သပင်ကိုဆွဲပြီးအဲ့လိုမြေကြီးနဲ့ရိုက်တာနေမယ် ဟုတ်မှထင်တယ် နော် ရိုက်ပြီးတယ်သူ့ကိုအုပ်ဆက်ကိုရိုက်လိုက်တဲ့အချိန်မှာ तू မှောက်ကြသွားတဲ့အချိန်မှာမျက်နှာထပ်ဆော် လဲ နေမှာ ဒီသပင်သူ့ရဲ့သပင်ကဖွာလာတယ်ဆိုတော့သပင်ကိုဆွဲပြီးတော့ဟိုကငုတ်နဲ့ရိုက်တဲ့အချိန်မှာသူကဒီပါးမှာအချကြီးတွေ့လား အေးဟုတ်တယ်အနစ်ကြီးပဲ အဲ့ဒါဖြစ်နိုင်တယ် အငုတ်ကြီးတော့ပိုင်းလည်းဝစစ်ပိတ်ကြီးမယ်ဝစစ်ပိတ်ကြီးနဲ့ရိုက်တာလေခေါင်းတွေရောထိတယ်အချက်ပေါင်းမနေကြီးပဲထိတာ ဒါပေမဲ့ तू ကဒီမှာမနေပါဘူး မနေတော့ဘူး तू ဒီမှာပြောတဲ့လူမဟုတ်ဘူး မ လေ ဟုတ်လားဘူးနော်ဒီကောင်မ သွားခဲ့တဲ့နေရာပါ နေရပဲဒါပေမဲ့ तू မနေဘူး तू ဒီမှာမနေဘူး ပေါ်လာမှာပေါ့ ဒီမှာမနေဘူးဆိုတာက तू ကအရန်အပျော်ကြိုက်တယ် အင်း လှပပကြိုက်တယ်အပေါင်းအသင်းအရန်ကြိုက်တယ်ဖြစ်တော့ကြောင့်သူ့ရဲ့အပေါင်းအသင်းမိတ်ဆွေ तू ပျော်တဲ့နေရာမှာပဲနေမှာဒီနေရာကြီး तू မပျော်ဘူးလေအဲ့တော့ तू ဒီနေရာမှာမရှိဘူးဒီနေရာမှာ तू မနေဘူး မယုံကြည်တယ်နော်ဒီနေရာမှာမရှိဘူးဆိုတာ မရှိဘူး तू မရှိတော့ဘူး तू လိုက်သွားခေါ်တဲ့နေရာမှာလည်း तू ပါတော့ပြီ तू စကားကပြောမရရင်မရမယ် तू လိုက်တယ် ညောင်လာပြီးတော့လေဆရာတွေအသေးတိုင်လည်းမောင်းထုတ်စရာလည်းမလိုဘူး ဟုတ်တယ် အားကြောင့်လည်းဆိုတော့ तू ကိုယ်တိုင်လည်းဒီနေရာမှာနှစ်သက်တဲ့လူမဟုတ်ဘူး ဟုတ်တယ် तू နှစ်သက်တာက तू လှလှပပနေမယ် तू တငယ်ချင်းတွေနဲ့ပျော်ပျော်ပပသွားမယ်လာမယ်စားမယ်တောက်မယ်အဲ့တော့ဒီနေရာကိုလာပြီးတော့ဆရာတွေအသေးအတန်ခေါ်ခဲ့ပြီးတော့ तू ကိုဟိုကြမ်းကြမ်းတန်းတန်းလေးတဲ့ तू မောင်းထုတ်စရာမလိုဘူးဆိုတာက तू ဒီမှာမနေဘူးအားကြောင့်တော့ तू ဟုတ်တယ် သူရဲ့စိတ်ခဏလေးလွတ်သွားလို့တာသူဒီနေရာကိုရောက်လာတာ ဟုတ်တယ် ဒီနေရာသူ့နေရာမဟုတ်ဘူး ဟုတ်တယ် ပြုံးချမ်းတပင်နဲ့ဒီလိုအပင်ကြီးတွေ အေးအပင်ကြီးကလေလူနှစ်ဖက်စားလဲမှာ3-4ဖက်စားမကအောင်နော်ဒီအပင်ကြီးက မဟုတ်ဘူးငါသားအဲ့လိုပြောလို့မရဘူးဦးပြောပြမယ် အပင်ကြီး တကန်တလေမှာဒီလိုအပင်ကြီးတွေဖြစ်သွားပြီလို့တပင်ကြီးတွေမှာရုပ်ကစိုးရှိတယ်လို့ပေါ့မြင်ရမမြင်ရရှိတယ်ဆိုတဲ့ဟာမျိုးရှိတယ် ဟုတ်တယ် အဲ့တော့သူဒီနေရာကိုလာနေကြဆိုရင်ဒီအလိုအပင်တွေမှာငကိုရှိတတ်တဲ့မြင်ရမမြင်ရတူးကနေရာထင်းကျင်ပြီချင်းကျင်တဲ့အတွက်ဒီလိုညာကြီးတကောင်တဲ့ကိုရောက်အောင်ခေါ်လာပြီးချင်းသွားတာပဲ အေးအဲ့လိုလည်းဖြစ်နိုင်တယ် ဘူးလို့ဒီမှာမနေရဘူးလို့ဒါပြောလို့မရဘူး နေဘူး မဟုတ်ဘူးဟိုအဲ့လိုပြောလို့မရဘူးဘာလို့လဲဆိုတော့တကန်တလေမှာလူချင်းတာတို့လူသားလဲတာတို့ဒီလိုနေရာမှာရှိနေတဲ့သူကဒီလိုမျိုးခေါ်လို့လားသူဒီလိုမောက်ကြီးမေးရဲမှာဒီနေရာကိုရောက်အောင်လားဒီနားလာအကြောင်းပါတာဒါကြောင့်ဒီလိုနေလို့မရဘူးပါဘူးဆိုတော့ဒါချန်ရှင်ကနေပြောရဲဆိုတော့တမျိုးပေါ့ဒါပေမဲ့သူ့ရဲ့နေရာထိုင်ခင်းတစ်ခုခုနဲ့လောလောလက်ပေါ့အဲ့တော့ကုသိုလ်ပြုမယ်ကိုပြုသမျှကုသိုလ်အားလုံးကိုအရာဒီမလေးကိုအမျှပေးမယ်ဟောနော်ကောင်းရမွေရမြန်မြန်ရောက်ပါစေတာရုခွန်နိုင်ပါစေရှိသမျှမိသားစုတွေရှိသမျှအရာဒီမလေးကိုချစ်တဲ့သူတွေအားလုံးကဝိုင်းပြီးမှအမျှပေးပါရောက်လျာရက်ကနေအရာဒီမလေးကြားနိုင်ပါစေဒါမျိုးပဲဖြစ်ရမယ်အမျှပေးရမယ်တာရုခေါ်ရမယ် ဟုတ်တယ် နော်အဲ့လိုဒီလိုမျိုးကြီးတွေအပင်ကြီးကြီးမားမားဖြစ်သွားပြီလို့ဘာလို့ဆိုတာကြီးတာသနိကအဆောက်အဦတွေတို့ဇရက်တွေတို့ဒီလိုအပင်ကြီးကြီးမားမားဆိုရင်မြင်ရမမြင်ရပုံကိုဆိုတာရှိကိုရှိတယ်အနေရချင်းနှောင်းလို့ပြောတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်လူကြီးအမြင်ပေါ့ ဟုတ်တယ်သွားမယ်နော် အော်ဦးကမြေတားတုပ်လေးရွတ်ပြီးမှသူအမျှပေးခဲ့တယ်နဲ့ရှိခဲ့ရင်လည်းတာရုခေါ် ပေးပါအဲ့လိုမျိုးလေး နော်အဲ့လိုမျိုးလေးတော့ဟို ဟုတ်ကဲ့ မြေတားတုပ်ရွတ်တာအကြာကြီးမဟုတ်10မိနစ်ပဲ10မိနစ်ဆိုရပြီ ဟုတ်ကဲ့ တိုင်းအမျိုးမသိပါဟိုအတန်လေးပဲထည့်ပေးလိုက် ညမကြီးချွတ်လိုက်အောင်နော် အော်ပြီးတော့သူကြားနိုင်အောင်လို့ သူကြားနိုင်အောင်ပဲ သူကြားနိုင်အောင်လို့ ရွတ်တော်မဲသားတော့ဘာပဲပြောနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တမေတ္တာတုတ်တံယသာနုဝဝါတောယက္ခနေဝဒတနိဘိတနံယညိဇေဝနုယုံဇံတောယတိဒီဝမာတံတိတောဒုက္ခံသူရိတုတ်တော်စာပါပံကိသိနပတ္တိဧဝမာရိဂုရုပေတံပရိဒံတမ္မနာမဟေ
တရဏီယမထကုသလေနာယနာသနံပဒံပိသမင်းစာသကောဥစုစာသူဥစုစာသူဝါသောသတမုရုနာတိမာနိတန်နုံတကောစာသူပရောစာအပကိဉ္စောစာတန်လောကဟုတ်တိတန်နေနရိယောစာနိမကောစာအပကဘောကုလီသောနာနုဂိတောနာစာကုဒ္ဓမာစရင်ကိဉ္စီေညဝညုံပရိဥပပရိယုံဒုက္ခိနောဝခေမီနောဟွန်တုသဗ္ဗသတ္တဘဝေတုသုခိတတ္တဧကိဉ္စီပါဏဗုဒ္ဓတိသရဝထာဝရဝနဝသေသာတိခဝရိဝမန္နာမေစီမယသကာနုကဒူလာဒီခဝရိဝအရိဒယေဝဒုရေဝတံတိအဝိဒုရေဘူတာဝတံဘဝေတိဝသဗ္ဗသတ္တဘဝေတုသုခိတတ္တနာဘရောပရဏေကုဗေဒနာတိမေဒကတ္တစီနာကိဉ္စီဗျာဝဒနာပရိကသေညနိညာမနတာဒုက္ခမစ္စေယမာရဏနိယံဗုဒ္ဓမဟုတ်တာဧကဗုဒ္ဓမနောရကေဧဝံဘိသဗ္ဗဗုဒေတုမာနတံဘာဝရိအပရိမာဏံမေတ္တင်္စာသဗ္ဗလောကသမိန်မာနတံဘာဝရိအပရိမာဏံဩဒံရောသာတရိယံသာအတံဘာရအဝေယမတပတ္တံဒိဋ္ဌံစရဏိသိဏောဝါတရဏောယာဝတတဝိယမေတောဧတံတရိဒိဋ္ဌိယဓမ္မမေတံဝိဟာရမိဒမာဟုဒိဋ္ဌိသအနုပဂမ္မသီလဝတတနေနသမ္မနောကာမေတုဝိနယဂေတံနာဟိဇာတုကပတိရပုဏ္ဏရေတိမေတ္တာတုတ်တဲ့နေကြည်ဓမ္မအယောဒီမှာလေဒီနားမှာရှိနေခဲ့ရင်မရှိခဲ့ကောရှိနေတဲ့နေရာကနေဥရ